ဘုရားမြတ်ဆုံးယရဏတရားမြတ်ဆုံးယရဏသံဃာမြတ်ဆုံးယရဏတော်မြတ်သုံးပါးတို့နှင့်ဆရာသခင်ဖြစ်တော်မူသောကျေးဇူးတော်ရှင်အက္ခမပန္နိတမိုးကုဆရာတော်ဘုရားကြီးဤဉာဏ်တော်အားရည်မှန်း၍ရှိခိုးပူဇော်ဖူးမြော်မှန်လျှော့ကြောအပ်သောပူဇဝန္တပနာမစေရနာတတ္ထာပညာဝရိယတို့ကြောင့်အလိုရှိရာတောင်းတအပ်သောမောမတိအမြဲနေသောနိဗ္ဗာန်သို့၎င်းဒုက္ခခတ်သိမ်းကင်းခြင်းရာဖြစ်သောနိဗ္ဗာန်သို့၎င်း1500ကိလေသာဗုဒ္ဓအလောင်းတတ်တို့၏ချုပ်ရာငြိမ်းရာသိမ်းရာဖြစ်သောနိဗ္ဗာန်သို့၎င်းမိမိတို့ပြုလိုအပ်သောဒါနသီလစေရနာကံနှင့်ပွားများအားထုတ်စေဝိပဿနာဉာဏ်သည်လင်းမြန်စွာမဲ့ဉာဏ်သို့ကျေးဇူးပြု၍နိဗ္ဗာန်သို့မျက်မှောက်ပြုလွယ်နိုင်ကြသည်ဖြစ်ကြပါစေမယံဗန္တိမန္တာရဝတ္တဒုက္ခတောမောဇနထာယတိတရဏိနသဟအထင်္ဂသမ္မနာကတံဥပောတထသီလံသမာဓိယာမိအရှင်ဘုရားတပည့်တော်တို့သည်သံတရာဝဆင်းရဲဒုက္ခအပေါင်းမှလွတ်မြောက်လို၍သရဏဂုံ၃ပါးနှင့်အင်္ဂါ၈ပါးရှိသောဥပုသ္သီလတော်မြတ်ကိုဆောက်တည်ပါ၏အရှင်ဘုရားဇီဝိတံသဇမာနောပိသိက္ခာပရဟံနသဇာမိဇီဝိတံအတ္တသမုနာနှင့်ယုတ်ကိုသဇမာနောပိအကျဉ်းကျက်တွေ့၍သွန်လိုရညာတော်လေသိက္ခာပဒံအကျဉ်းမြတ်သိက္ခာပုဂ္ဂိုလ်အဟံဘုရားတပည့်တော်သည်နသဇာမိမစွန့်လွတ်ပါဗျာဣဒံမေပုံညံအာတဝက္ခယံဝဟံဟောတုဣမံပုံညပါကံသဗ္ဗတတ္တနံဘာဇီမာအပမဒေနသံဃာဒိဋ္ဌာကျေးဇူးတော်ရှင်အက္ခမပန္နိတမိုးကုဆရာတော်ဘုရားကြီးဥပနေတရားကိုဥထိပ်ပန်ဆင်လျက်ယနေ့စခန်းဝင်ယောဂီသူတော်စင်အပေါင်းတို့အားညာချမ်းချိန်ကသစ္စာတရားဒေသနာတော်တို့ဖြင့်ကျေးဇူးပြုပေးမှာဖြစ်ပါတယ်။ယနေ့ညနောက်ဆုံးညနိဗ္ဗာန်နဲ့ပတ်သက်တဲ့တရားစကားလေးကိုနည်းနည်းပြောကြည့်အောင်နော်ဥရံပါဠိတော်မှာလာတယ်အဋ္ဌိဘေကုဝိနိဗ္ဗာန်ဘေကုဝိယံတော်များဥချက်သားတို့နိဗ္ဗာန်နဲ့နိဗ္ဗာန်ဒီအဋ္ဌိရှိတယ်ဘုရားကဘာပြောလဲနိဗ္ဗာန်ဟာရှိနိဗ္ဗာန်ဟာရှိတယ်ဒါကြောင့်မို့လို့နေ့တိုင်းတရားဟောတဲ့အခါမှာလည်းပဲပြောပါတယ်နိဗ္ဗာန်ဟာအဖြစ်တရားမဟုတ်ဘူးနိဗ္ဗာန်ကိုဖြစ်အောင်ဘယ်လိုလုပ်လို့ရတယ်ဘယ်လိုမှလုပ်မပေးနိုင်ဘူးနိဗ္ဗာန်နိဗ္ဗာန်ကဘုရားပွင့်သည်ဖြစ်စေမပွင့်သည်ဖြစ်စေနိဗ္ဗာန်ကသူ့တဘာဝအလျောက်အလိုလိုမရှိဘူးလားအဲ့ဒီအလိုလိုရှိနေတဲ့နိဗ္ဗာန်ဒီအရှိတရားအနေအချင်းမြတ်စွာဘုရားကဥရံပါဠိတော်မှာ
မိုးဆရာတော်ကြီးကဘာပြောလဲဆိုတော့အဲ့ဒီအချိန်မှာဖះကိုနိဗ္ဗာန်နဲ့ပတ်သက်ပြီးမေးနိုင်တဲ့လူကလည်းမရှိသေးဘူးတဲ့ဖះပွင့်စာဟုတ်ပြီလားအဲ့ဒါဆိုနိဗ္ဗာန်နဲ့ပတ်သက်တယ်ပြီးတော့ဖះကိုမေးနိုင်တဲ့လူမရှိတော့သူ့ဘာသူဥဒန်းပါဠိတော်ဆိုတာသူ့ဘာသူမေးသူ့ဘာသူဖြေတာဟုတ်ပြီလားအဲ့ဒီဘေကုနိဗ္ဗာန်နဲ့ဘေကုရဟန်းတော်များဥခြေသားတို့နိဗ္ဗာန်နဲ့နိဗ္ဗာန်ဒီအတ္တိရှိတယ်နိဗ္ဗာန်နဲ့ပတ်သက်လို့ဘယ်သူမှမမေးနိုင်ဘူးမမေးနိုင်တော့သူ့ဘာသူမေးပြီးတော့သူ့ဘာသူပါလေရှိဘယ်လိုရှိတာလဲဆိုတော့အသာတံအဘူတံအသင်္ခတံအသာတံအကတံအဘူတံအသင်္ခတံဟောတော့ရှိပုံလေးရအသာတံပဋိသန္ဓေနေတဲ့နေရာမဟုတ်ဘူးပဋိသန္ဓေနေခြင်းမရှိဘူးကဲ30ဘုံမှာပဋိသန္ဓေလွတ်တဲ့နေရာရှိလားပဋိသန္ဓေလွတ်တဲ့နေရာမရှိအသာတံပဋိသန္ဓေနေခြင်းမရှိဘူးပဋိသန္ဓေနေရတဲ့နေရာလည်းမဟုတ်ဘူးအကတံအဘူတံပုဂ္ဂိုလ်တဦးတယောက်ကပြုတ်လုပ်ထားတာလည်းမဟုတ်ဘူးအသင်္ခတံကံစေဥရုဟာရအကြောင်းတရား၄ပါးတို့ပြုပြင်ထားတဲ့နေရာလည်းမဟုတ်ဘူးအသင်္ခတရှိခြင်းကအဲ့ဒီလိုရှိနေတာပါနိဗ္ဗာန်ရှိတယ်ဒါဖြင့်တို့နိဗ္ဗာန်ဘာလို့မလိုချင်တာလဲဆိုတော့နိဗ္ဗာန်ရှိမှန်းမသိလို့အဲ့တော့နိဗ္ဗာန်ရှိမှန်းမသိတဲ့အခါကျတော့နိဗ္ဗာန်အကြောင်းလည်းပဲသိသေးလားအခုတော့ဘုရားပြောပြီးအဇာတံပရိသန္ဓေနေခြင်းမရှိဘူးပရိသန္ဓေနေခြင်းမရှိတော့ပရိသန္ဓေဆိုတဲ့ဇာတိနေခြင်းဖြစ်ခြင်းမရှိတဲ့နေရာဆိုတော့ဒုက္ခမရှိတဲ့နေရာလို့ပြောတာပါပဲဇာတိပိဘာသစ္စာလဲဇာတိပိဘာသစ္စာလဲဒုက္ခသစ္စာဟုတ်ပြီလားဒါဖြင့်အိုရာရောဇရာပိဘာသစ္စာယာတိပိမရဏံပိအဲနိဗ္ဗာန်မှာပဋိသန္ဓေနေခြင်းမရှိဘူးဆိုတော့ဇာတိမရှိဘူးဒါဖြင့်ဇာတိမှမရှိဘူးဆိုတော့အိုရာတို့နာရာတို့သေရာတို့ရှိပါမလားမရှိဘူးအဲ့ဒီနိဗ္ဗာန်ကြီးဟာရှိတယ်တဲ့အဋ္ဌိဘေကွေနိဗ္ဗာန်ရှိပုံကအဇာတံအဘူအဇာတံအကတံအဘူတံအသင်္ခတံအဇာတံပဋိသန္ဓေနေခြင်းမရှိဘူးအကတံအဘူတံပြုလုပ်ထားခြင်းမရှိဘူးပြုလုပ်ထားလို့ဖြစ်နေတဲ့နိဗ္ဗာန်မဟုတ်ဘူးအသင်္ခတံပြုပြင်ထားလို့စီရင်ထားလို့ဖြစ်နေတဲ့နိဗ္ဗာန်လည်းမဟုတ်ဘူးအဲ့ဒီနိဗ္ဗာန်ကိုရှာမယ်ဆိုလို့ရှိရင်ခန္ဓာထဲမှာပဲရှာရမယ်ဘယ်ထဲမှာရှာရမလဲအဲ့ဒီခန္ဓာထဲမှာရှာရမှာဖြစ်ခြင်းကြောင့်နိဗ္ဗာန်နတ်သေးဝတန်တိကေနိဗ္ဗာန်ကကိုယ်နဲ့ဗလားလဲကိုယ်နဲ့ဗာလဲနီးနီးလေးတဲ့အဝေးကြီးလားနီးနီးလေးဒါဖြင့်နိဗ္ဗာန်ကရှိလဲရှိနေတယ်ကိုယ်နဲ့လဲနီးနီးလေးဆိုတော့တယောက်မတိုးမိတယောက်နဲ့များတိုးမိဖို့မကောင်းဘူးလားကောင်းပါလေကောင်းပါလေဆိုတော့အဲ့တိုးမိတဲ့ပုံကိုယ်ထဲမှာကိုယ်များဖြစ်နေရင်တော့အချောင်ရတာပဲဟုတ်ပြီလားနိဗ္ဗာန်ဘာလဲအချောင်ရတာပဲတို့ထိုင်းမှာထီဖွင့်တဲ့အခါထိုးထားသလိုပေါ့ဟုတ်ပြီလားပေါက်ရင်တော့အချောင်ပဲပေါ့ဟုတ်ပြီလားပေါင်မတော့မသိဘူးနိဗ္ဗာန်ကအဲ့ဒီလိုတကယ်ရှိနေတဲ့ဒီနိဗ္ဗာန်ကြီးဟာလောကအနေနဲ့စဉ်းစားလို့ရှိရင်တယောက်နဲ့များမတိုးမိရင်တယောက်နဲ့များတိုးမိကောင်းတိုးမိရမှာပေါ့အဲ့ဒီလိုမတိုးမိနိုင်ဘူးနိဗ္ဗာန်ဒါဖြင့်တို့အခုပစ္စည်းလေးတစ်ခုလိုချင်တယ်ဆိုရင်တော့
အဲ့ဒီပစ္စည်းရဲ့အကြောင်းကိုကိုကဘာလဲမသိဘဲနဲ့လိုချင်တာလားသိမှလိုချင်တာသိမှလောကအသုံးဆောင်ရွှေသွားဝယ်လို့ရှိရင်လည်းပဲရွှေအစစ်အတုမကြည့်ဘူးလားကြည့်အစစ်အတုကိုကနားမလည်လို့ရှိရင်တော့မှစိတ်ချရတဲ့ဆိုင်မလိမ်နိုင်တဲ့ဆိုင်မျိုးအာမခံရှိတဲ့ဆိုင်မျိုးမှာဝယ်တာမဟုတ်လားလမ်းမေးမှာဝယ်တာဟုတ်ကဲ့လားဟုတ်အဲ့တော့ကိုသုံးဆောင်ခြင်းတဲ့ပစ္စည်းလေးတစ်ခုတောင်မှသူ့ရဲ့အကြောင်းသိမှကိုကဘာလဲလိုချင်တာဟုတ်ပြီလားရအောင်ကိုကလှုပ်တာမလားဒါပေမဲ့နိဗ္ဗာန်မသိဘဲနဲ့နိဗ္ဗာန်ကိုလိုချင်လို့တို့ကတောင်းပြီးတော့ယူနေတဲ့အခါကျတော့နိဗ္ဗာန်ရဲ့အကြောင်းကိုသိလို့လိုချင်တာလားမသိဘဲနဲ့ယမ်းလိုချင်နေတာဒါကြောင့်မို့လို့အယမ်းလိုချင်တဲ့နိဗ္ဗာန်ဘယ်လိုလိုချင်တာလဲနောက်တစ်လုံးထပ်ပြောအယမ်းတောင်မှအယမ်းကိုလိုချင်တာဟုတ်ပြီလားဒါကြောင့်မို့လို့နင်တို့ဆူတောင်းကြတာပေါ့တော့ပေါ့လားဒီဘက်ကကိုရထားတဲ့ဘက်ကကြည့်လိုက်တဲ့အခါကျတော့အခုနပြောတယ်လေနိဗ္ဗာန်မှာပဋိသန္ဓေမရှိဘူးဆိုတော့ဒီဘက်ကပဋိသန္ဓေရရှိနိဗ္ဗာန်ကမအိုးဘူးဆိုတော့ဒီဘက်ကဘာလဲအိုးနေဟိုကမနာဘူးဆိုတော့ဒီဘက်ကဘာလဲနာနေမသေးဘူးဆိုတော့ဒီဘက်ကသေနေအဲ့ဒီလိုအကြံမြင်လေးသိတော့နိဗ္ဗာန်ရဲ့ဂုဏ်ကျေးဇူးတကယ်သိလို့လားဆိုတော့မသိဒါအခုဒီနေ့ကတရားနာနေတဲ့အခုယောဂီတွေအခုဒီကတရားရောက်ပေါ့ဒီကဥစဉ်တစ်ပါးပဲဖြစ်ဖြစ်သီလရှင်တစ်ပါးပဲဖြစ်ဖြစ်ယောဂီတယောက်ပဲဖြစ်ဖြစ်နမကနိဗ္ဗာန်ရမယ်ဟုတ်ပြီလားကျင့်တယ်ပဲအဲ့ဒီနိဗ္ဗာန်လိုခြင်းအဲ့ဒီနိဗ္ဗာန်ရတဲ့နိဗ္ဗာန်ကိုယူလိုက်ရင်တော့အခုလာမဲ့ထိုင်းတီထွက်တဲ့ဘတ်စနတန်မပေါက်တော့ဘူးနိဗ္ဗာန်မယူလို့ရှိရင်တော့အဲ့ဒီဘတ်စနတန်ကထိုးထားရင်ပေါက်မယ်ဆိုရင်ဘယ်ဟာယူမှန်ပြောတော့၈ပါးသီလကြီး၈ပါးသီလကြီးနဲ့အဲ့တော့ဘတ်စနတန်ပေါက်လို့ရှိရင်ဗမာပြည်ပြန်လို့ရတယ်ဆိုတဲ့အေးအဲ့တော့နိဗ္ဗာန်ရဲ့အကြောင်းပြောရမယ်ဆိုတော့ဒါလေ၄-၅ ရက်3-4 ရက်4-5 ရက်လောက်ဒါအခု9 ရက်တော့မရှိသေးဘူးပေါ့ဒီနေ့4 ရက်အဲ့ဒီလောက်ကလေးဟောထားလို့စမ်းဝါမိနေလို့ပြောလို့ရတာဟုတ်ပြီလားအဲ့ဒါနောက်ဆုံးနေ့ဆိုတော့နိဗ္ဗာန်အကြောင်းကလည်းမပြောလို့မဖြစ်ဘူးပြောဒါပြင်အဲ့ဒီကိုလိုချင်တဲ့နိဗ္ဗာန်ကိုသစ္စာမသိဘဲနဲ့ရောက်ပါမလားမရောက်ဘူးအဓိကကဘာလဲသစ္စာကိုသိရမယ်သစ္စာဘယ်နှပါးရှိလဲ၄ပါးရှိမှတ်ထားပါဒါလေးရွယ်ထပ်ပြောနေတော့ညဒေဝတရားလိုပဲသူကဟိုမှာခါလေသူကတရားဟောလို့ရှိရင်ခါလေမန်းနဲ့ဒေါနဲ့မဟုတ်လားသဘောပါလေလားသူကမေးဟုတ်လားသူတရားမှာအဲ့တော့အချောက်တရားရှေ့ကနေလက်ဥကလေးချီလို့အုပ်စုလိုက်ပါပါတယ်ဖရာတဒီလိုအဲ့ဒါမေးတာကြားလာတော့ပါပါတယ်ဆိုမှဓာကြီးမေးနေအခုလည်းပဲပါလေသစ္စာတရားပဲပြောရတော့မှာပဲဟုတ်ပြီလားဒါဖြင့်ကောင်းပြီဒီသစ္စာဟာဘယ်မှာဖြစ်တာလဲအာယုံမှာမှတ်တာသိအောင်မှတ်တာသစ္စာဘယ်မှာဖြစ်တာလဲအာယုံနဲ့အာရမဏိကလို့မပြောခဲ့ဘူးလားပြောခဲ့တယ်ပြောခဲ့တဲ့အခါကျတော့သစ္စာကအာယုံမှာဖြစ်တာအဲ့တော့ဒီသစ္စာ၄ပါးလုံးကအာယုံမှာဖြစ်တဲ့အခါကျတော့ဒီတစ်ပါးကនិရောဓသစ္စာသူလည်းဘာမှဖြစ်တာလဲအာယုံမှာဖြစ်တော့အဲ့ဒီသစ္စာ၄ပါးကိုခွဲလိုက်တော့ဒီ၃ပါးကအဖြစ်တရား
ဒါကအဲ့ဒီဘေကွေနိဗ္ဗာန်ဘလူးမှလှုပ်ထားတာမဟုတ်ဘေကွေရန်တော်များဝိရှိသားတို့နိဗ္ဗာန်နိဗ္ဗာန်ဒီအတ္တိရှိတယ်သူကအရှိတရားဒါပါလေအဖြစ်တရားဒီဘက်၃ခုပါဒါကိုနံပါတ်1နားလဲရမယ်ဒါဖြင့်သစ္စာ၄ပါးအာယုံမှာဖြစ်တယ်ဆိုတော့သူ့ကိုသိတဲ့ဉာဏ်ကမဲ့ဉာဏ်ဖူဉာဏ်ကဘာမှဖြစ်တာလဲအာရမဏိကမှာဖြစ်တယ်မနောဝိညာဉ်မှာဖြစ်တယ်ဟုတ်ပြီလားတူလားအဲ့ဒီအာယုံနဲ့အာရမဏိကကိုကိုကမကွဲလို့ရှိရင်နိဗ္ဗာန်ရဖို့နေသာတရားထိုင်တာတော့အချိုးပြေရလားမပြေဘူးဒါဖြင့်နိဗ္ဗာန်ကလည်းပဲនិရောဓသစ္စာဆိုတဲ့နိဗ္ဗာန်ကလည်းအာယုံမှာဖြစ်တယ်ဒုက္ခတို့သမုဒိယတို့မေဃတို့ကလည်းအာယုံမှာဖြစ်တယ်ဆိုတော့ဒုက္ခနဲ့သမုဒိယကယုံ nant နေမို့လားမေဃကဟုတ်ပြီလားစိတ်တွေစေစိတ်တွေယုတ်တွေမဟုတ်ဘူးလားဒါဖြင့်သူတို့လည်းပဲအာယုံမှာပဲဖြစ်တာမို့လားအဲ့ဒါကိုမိုးကုတ်ဆရာတော်ကြီးဟောထားတဲ့တရားရှိတယ်မိုးကုတ်ဆရာတော်ကြီးဟောထားတဲ့တရားကဘာလဲဆိုတော့နိဗ္ဗာန်ဆိုတာဘာတဲ့တုံးနဲ့နီးသလားဝေးသလားအဲ့ဒီမှာလဲဟောထားတယ်အဖုံးနှစ်ချက်ဖွင့်မှနိဗ္ဗာန်မြင်ပုံဆိုတာမှလဲဟောထားတယ်အများကြီးပါနိဗ္ဗာန်ဟောတာဒါဒီနားလေလောက်တဲ့အာယုံနဲ့ပတ်သက်တယ်ပြီးတော့ပြောခြင်းလို့ဒီတရားနှစ်ခုကိုရွေ့တယ်ပြီးတော့လာတာအဲ့ဒါဆရာတော်ကြီးတရားကြည့်4 နာရီလောက်တည်းဟိုကတရားတစ်ပုဒ်ဖတ်တာအခုမှပြီးတယ်တော့ကြဆရာတော်ကိုဖူးခြင်းလို့ထွက်လာပြန်သွားနောက်တစ်ယောက်ကလာဟောတရားတစ်ပုဒ်ဖတ်တာဒီလောက်တောင်ကြာလာပြီလားအဲ့ဒါခုနမှပြီးတယ်ပြီးတော့မှအဲ့ဒါလေးထွက်လာတယ်ဒီမှာဒါမှမဟုတ်မှနောက်ကြဟောဆိုဆရာတော်ကြီးရဲ့မူဆိုတော့ဆရာတော်ကြီးတရားပေါ့အဲ့ဆရာတော်ကြီးရဲ့တရားကိုငါအထွေထူးဟောနေတာမဟုတ်ဆန်းစစ်ပြနေတာအဲ့ဆရာတော်ကြီးရဲ့တရားကဟောမယ်နာမယ်ဆိုလို့ရှိရင်ဘာသာပြန်ပေးတဲ့လူကလိုသေးတယ်ဘာသာပြန်နေဆိုတာနေကင်းကပြောတဲ့ဟာလို့ပေါ့ကိုယ်ပိုင်ဉာဏ်နဲ့ဆန်းစစ်နိုင်ပြီလားသူတရားဟုတ်ပြီလားသူစာဖတ်လိုက်တယ်သူတရားနာလိုက်တော့သူပြောတာတော့သိတယ်ကိုကပြန်ဆန်းစစ်နိုင်လားဆိုတော့မဆန်းစစ်နိုင်မဆန်းစစ်နိုင်တဲ့အခါကျတော့ကို့မှာကိစ္စဉာဏ်ဖြစ်လားမဖြစ်ဘူးကိစ္စဉာဏ်မှမဖြစ်ဘဲနဲ့ကရဉာဏ်ရပါမလားမရနိုင်ဘူးဆိုတော့ဒါပဲဒါပြင်ကောင်းပြီသစ္စာ၄ပါးအာယုံမှာဖြစ်တယ်အာယုံမှာဖြစ်တော့နိဗ္ဗာန်ကလည်းအာယုံမှာပဲဒီဘက်ဗာလဲဒုက္ခတို့သမုဒိယတို့မေဃတို့ကလည်းဘာမှလဲအာယုံမှာအဲ့ဒီသစ္စာ၄ပါးဒီအာယုံမှာတိုးလို့လည်းမရဘူးလျှော့လို့လည်းမရဘူးအဲ့ဒီ၄ပါးဒါဖြင့်နိဗ္ဗာန်ဟာဖျားပွင့်သည်ဖြစ်စေမပွင့်သည်ဖြစ်စေနိဗ္ဗာန်ရှိနေသလိုပဲသစ္စာ၄ပါးကိုဖျားပွင့်သည်ဖြစ်စေမပွင့်သည်ဖြစ်စေသဘာဝအနေအချင်းမရှိဘူးလားရှိပြီးသားတရားကြီးအဲ့ဒီရှိပြီးသားတရားကြီးကိုတမ္မာတန်ဗုဒ္ဓကြီးပွင့်လာမှသိရတယ်ကိုယ့်ဘာကိုသိနိုင်လားအဲ့ဒီတမ္မာတန်ဗုဒ္ဓရဲ့အောက်မှာဖျားပွင့်ပွင့်မပွင့်ပွင့်သိတယ်ဆိုတော့ပြစ္ဆေကဗုဒ္ဓကတော့သိတယ်သူ့ကိုဖယငယ်လို့ပြောတာကျန်တဲ့ပုဂ္ဂိုလ်တွေအကုန်လုံးကဖျားပွင့်မှဒီသစ္စာကိုဟောနိုင်တာဖော်ထုတ်နိုင်တယ်ဒါပြင်အဲ့ဒီသစ္စာကိုဖော်ထုတ်နိုင်တော့ဒီသစ္စာတရားကိုမနာဘဲနဲ့နိဗ္ဗာန်ကိုရတယ်ဆိုရင်ယုံရမှာလားယုံဖျားပွင့်မှဖော်ထုတ်နိုင်တဲ့သစ္စာဒီသစ္စာကိုပြန်ပြီးတော့ဟောနိုင်တာလဲဘယ်လိုပဲဟောနိုင်လဲတမ္မာတန်ဗုဒ္ဓတွေပဲဟောနိုင်ဘယ်လိုဟောနိုင်လဲအဲ့လိုဟောနိုင်တဲ့အခါကျတော့တရားမနာပဲနဲ့လည်းပဲကိုလိုချင်တဲ့နိဗ္ဗာန်ရပါမလားတရားနာတာတော့မှန်တယ်သစ္စာမသိပဲနဲ့လည်းနိဗ္ဗာန်ရပါမလားဒါဖြင့်သစ္စာသိဖို့ရန်အတွက်တရားဆိုရာ၌ဘယ်တရားနာမှာလဲသစ္စာနဲ့ပတ်သက်တဲ့တရားနာမှာဟုတ်ပြီလားတို့တရားမနာလို့နိဗ္ဗာန်မရတာမဟုတ်ဘူးနော်တရားကအခုကြီးတို့အကုန်နာပြီးသားလူတွေကြီးပဲကိုယ့်ရဲ့သက်စီတောင်ကမှာမဟုတ်ဘူးဟုတ်ပြီလားဘာလို့များနိဗ္ဗာန်မရတာတော့
အရှိအနောက်တောင်မြောက်မသိတဲ့အုံနောက်ကြက်မပြည့်တဲ့လူတွေဖြစ်နေလို့လားဟိုနေ့ကပြောတဲ့နိဗ္ဗာန်မရမယ့်လူမျိုးငါလူတွေထဲမှာဒါမှမဟုတ်လို့ရှိရင်ပြင်စဏန္တိယကံကြီးကျူးလွန်ထားလို့လားဟုတ်ပြီနော်ဒါဟုတ်ရင်ဘုရားဟူများအနာတရဒဏ်ရာရအောင်လှုပ်ထားခဲ့လို့လားဒါပြင်ယဟန္တာကိုတတ်ထားခဲ့လို့လားတန်ခါသင်းခွဲထားလို့လားဟာဒါမှမဟုတ်လို့ရှိရင်ကြက်မပြေတာလားဒါပြင်နိဗ္ဗာန်ရနိုင်တဲ့လူတွေပေါ့အဲ့ဒါတွေမရှိဘူးဆိုရင်မရနိုင်ဘူးလားရနိုင်တယ်သူ့ရုပ်ကိုရုပ်ပြောလို့ရောနားမလဲတဲ့လူတွေလားမဟုတ်ဘူးအဲ့ဒါကိုမဟုတ်ဆရာတော်ကြီးကဘာပြောလဲဆိုတော့အခုနိဗ္ဗာန်ရဖို့ရန်အတွက်ကိုပြောတာတွေကြားဘူးမှာပေါ့တို့ကတော့ဟေးတဲ့ဒွိဟိတ်နဲ့တူတယ်တဲ့တိဟိတ်မှနိဗ္ဗာန်ရတာကိုအဲ့ဒါတော့ကြားဘူးတယ်မို့လားဟိတ်၃ပါးရှိတယ်ကောင်းတဲ့ဘက်ကမကောင်းတဲ့ဘက်က၃ပါးရှိတယ်ဟိတ်6ပါးကောင်းတဲ့ဘက်ကဟိတ်၃ပါးကအာလောဘအာဒေါသအာမောဟမကောင်းတဲ့ဘက်ကဟိတ်၃ပါးကလောဘဒေါသမောဟတို့ကုသိုလ်ပြုတဲ့အခါမှာအတိတ်တုန်းကအာလောဘအာဒေါသနှစ်ခုပဲပါတယ်ပညာမပါဘူးဆိုရင်ဒုဟိတ်ပဋိသန္ဓေနေအဲ့တော့လူအများအခုနိဗ္ဗာန်အကြောင်းပြောမဲ့လူကလည်းမရှိသစ္စာအကြောင်းဟောမဲ့လူကလည်းမရှိနဲနေတဲ့အခါကျတော့နိဗ္ဗာန်နဲ့ပတ်သက်လို့လည်းမသိဘူးသစ္စာလည်းပဲသူမသိဘူးသစ္စာမသိတော့နိဗ္ဗာန်လည်းမသိတော့ဘူးပေါ့မသိတော့လူအများဘယ်လိုဆုံးဖြတ်သာသနာရဲ့နောက်ပိုင်းမှာဒွိဟိတ်တွေနဲ့တူတယ်မဆုံးဖြတ်ဘူးလားတို့ကတော့ဒွိဟိတ်တွေနဲ့တူတယ်ဒီဘဝကတော့ဒါနသီလသမထတတ်နိုင်သမျှတို့ကြိုးစားတယ်ပြီးတော့နောက်ဖျားပွင့်တဲ့နောက်သာသနာကြမှာဖျားနဲ့ဆုံးအောင်မှာဖျားဒီကပွင့်နေကိုကငရဲရောက်နေပဲနဲ့လို့ဖျားတော့ပွင့်ပြီးကိုကဗာလဲကိုကဗာလဲငရဲရောက်နေပွင့်မှန်းတော့မသိလိုက်ဘူးဒီမှာဘယ်နှစုပွင့်သားမှန်းတော့ငရဲသက်ကအရှိကြီးကဖျားပွင့်တာနဲ့တဲ့တယ်တော့တိုးပါတယ်ကိုကဘာသာကြားဖြစ်နေတယ်အဲ့ဒီဖျားယုံမလားယုံအဲ့ဒါနောက်ကိုမျောမနေတော့နဲ့အခုဒီသာသနာထဲမှာသစ္စာ၄ပါးမဂ်ခင်၈ပါးမရှိဘူးလားဘောဓိဝေကတရား39ပါးအကုန်လုံးအပြည့်အစုံရှိတယ်ပိဋက3ပုံလည်းရှိတယ်အဲ့ဒါတွေကိုဟောမဲ့ပြောမဲ့လူတွေရောမရှိဘူးလားရှိဒါပေမဲ့လို့ဟောမဲ့ပြောမဲ့လူရှိတာကတော့မှန်ပြီအဲ့ဒီဟောတဲ့ပြောတဲ့တရားတွေထဲမှာကိုကဘယ်လိုတရားနာမှာလဲသစ္စာနဲ့ပတ်သက်တဲ့တရားလူချင်းမှယုံမှရမှာနော်မလို့ချင်းမယုံဘူးဆိုရင်အခုလိုပလင်ပေါ်ကနေ6ကက်ကက်နဲ့ပြောနေတာစိတ်ဝင်စားစရာကောင်းတဲ့တရားတစ်ခုမှမပါလားပါလားတရား6ကြီးဖြစ်မနေဘူးလားမစိုးမဲအတန်လေးပါလေးထည့်ပြီးဦးတယ်တော့ပြောလို့ရှိရင်တော့နည်းနည်းပါးပါးစိုးသွားတယ်မို့လားအဲ့တို့နာကျင်တာကလည်းအဲ့ဒါမို့လားဟောတဲ့တရားကလည်းတဏှာကြိုက်နားကလည်းတဏှာနာမကြိုက်ဘူးလားနိဗ္ဗာန်ရပါမလားတရားနာနေလို့မဟုတ်ဘူးသဘောပေါက်ရဲ့လားအဲ့ဒါကြောင့်မိုးကုတ်ဆရာတော်ကြီးကတွေ့ရိပ်ဒီရိပ်မဆုံးဖြတ်နဲ့တဲ့အန္တပုထုဇဉ်နိဗ္ဗာန်ကိုမမြင်သေးတဲ့လူတွေယုံနာကိုမမြင်သေးတဲ့လူတွေအန္တပဲပညာမျက်စိကန်းနေတာသစ္စာမြင်နိုင်တဲ့မျက်စိကန်းနေတာအဲ့ဒါကိုဗာလဲအန္တပုထုဇဉ်အန္တပုထုဇဉ်အတွက်ကတဲ့တိဟိတ်ဒွိဟိတ်ကိုတဲ့ဘာနဲ့ခွဲမလဲဆိုတော့တပ္ပုရိသနဲ့တွေ့ချင်းမတွေ့ချင်းပေါ်မှာပဲမူတည်တယ်တဲ့ကဲမင်းတို့ဟိုတုန်းကအခုလိုသစ္စာတရားတွေမနာရတဲ့အခါကျတော့အခုဒီလောက်အသိတောင်ရလားမရဘူးဘာလို့နာမမနာရတာဟုတ်ဟောမဲ့လူလည်းရှိမှမရှိတာဟုတ်ကိုနားနေတဲ့တရားတွေကိုလာဟောတဲ့လူတွေကလည်းသစ္စာမဟုတ်ဘူးလေမဟုတ်တော့တရားတော့တရားပဲတရားမဟုတ်ဘူးလားသူတို့လည်းမဟုတ်တာပြောနေတာတော့မဟုတ်ဘူးမတရားတာဘယ်သူမှမပြောဘူးတရားတော့တရားပဲအဲ့ဒီတရားကဘာတွေဖြစ်နေမလဲဝုထုကြောင်းတွေဖြစ်နေတယ်ဝုထုကြောင်းတွေ
ခုနကပြောသလိုပေါ့ပန်းလေးတစ်ပွင့်လှူလိုက်တာ60တကွာအပယ်မကြဘူးဆိုတော့ဟာတော်တော်စိတ်ဝင်စားပါဝင်စားဘူးလားကိုယ့်ကိုယ်လည်းအားလည်းရှိမသွားဘူးလားကိုလှူထားတာပန်းတစ်ပွင့်ကလားမကဘူးအဲ့ဒါဆောင်းဟောတဲ့တရားဝင်နေရဘူးဘာမှမသိတဲ့လူဟိုတက်နိုင်လို့ဖြစ်နိုင်လို့ရှိရင်ဗါတယ်ဖယားဟိုတော်မှအခုမှဖူးဖူးတဲ့လူဖယားကိုယုံကြည်တဲ့လူလည်းမဟုတ်ဘူးအခုမှစိတ်ဝင်စားလို့ဖူးဖူးတော့ဖယားကသူ့ကိုတရားတရားလေးတက်လာအောင်လို့ဗါလဲဆောင်းပြီးတော့ဟောရတာအဲ့ဒါကိုနေယထဒေသနာလို့ခေါ်တယ်အခုလို့သစ္စာတရားတက်ရဲ့ဟောတာနေတ္ထဒေသနာဒါလည်း3-4ရက်လောက်အခုသင်ထားတဲ့အခါကျတော့မှဒါပြောလို့သဘောပေါက်လာတာနှုတ်ဆိုရင်ဒီတရားကဗါလဲစိတ်ဝင်စားစရာကောင်းလားကောင်းဘယ်လို့မှစိတ်ဝင်စားစရာမကောင်းဘာလို့အတန်လည်းမပါဘူးဝုဒ္ဓရောင်လည်းမပါဘူးဟိုမှာကြတော့ဝုဒ္ဓရောင်လေးနဲ့ဟာဖះနဲ့တွေ့ပြီးတော့ဘယ်ဘဝတုန်းကဘာလှူဒန်းခဲ့တယ်ဘလို့ဆူတောင်းခဲ့တယ်ဆူတောင်းခဲ့ရင်ကြောင့်အခုမှဒီဖះနဲ့တွေ့ပြီးတော့ဒီတရားနာလိုက်တာတခါတည်းတရားရဲ့အဆုံးမှာသောတာပန်ဖြစ်လေတော့တတိဆိုတော့ဟာစိတ်ထဲမှာမကြည်နူးဘူးလားအဲ့ဒါကိုမိုးကိုဆရာတို့ကြီးကဘာပြောတယ်မှလဲထီပေါက်စင်တရားတဲ့ဘာတရားလဲဆရာတော်ကြီးပြောသွားတာနော်ထီပေါက်စင်တရားဟိုမှာသူများသောတာပန်ဖြစ်တာကိုပေါက်တဲ့ထီလားသူများပေါက်တာလားသူများပေါက်တဲ့ထီကိုဒီပလင်ဘောကဆရာတော်ကဘာလဲထီပေါက်စင်ဖတ်ပြသွားတာဒီထီကလူပေါက်တဲ့ပါလားဟိုမှာသောတာပန်ဖြစ်သွားတယ်သဂရဂံဖြစ်သွားအနာဂံယဟန္တာဖြစ်သွားတယ်ဆိုတော့ထီပေါက်စင်တရားဟုတ်ပြီလားဒါတရားကိုစမ်းစစ်ပြီးတော့မှဘယ်တရားကိုတို့နာမနိဗ္ဗာန်ကိုရနိုင်တယ်ဆိုတာကိုဆရာတော်ကြီးကပြောပြသွားတာဒွိတိကဘာနဲ့ခွဲရမလဲတပ္ပုရိသနဲ့တွေ့ချင်းမတွေ့ချင်းတပ္ပုရိသကလည်းဘလို့တပ္ပုရိသလဲလို့မေးရင်သစ္စာတရားကိုဟောတတ်တဲ့တပ္ပုရိသဆိုသူတော်ကောင်းပြောတာကျန်တဲ့လူတွေရောသူတော်ကောင်းမဟုတ်ဘူးလားဆိုတော့ဟုတ်တယ်နိဗ္ဗာန်ရဖို့ရန်အတွက်ကတော့သစ္စာတရားကိုဟောတတ်တဲ့တပ္ပုရိသနဲ့တွေ့မှကိုဟာဒွိဟိတ်တိဟိတ်ဆိုတာအဲ့ဒီတော့မှသိတာရန်တန်ပြီးတော့ကိုယ့်ဘာကိုဒွိဟိတ်တိဟိတ်လုပ်လို့ရလားအဲ့တော့တပ္ပုရိသခေါင်းနဲ့တွေ့ချင်းမတွေ့ချင်းအပေါ်မှာမူတည်တယ်တပ္ပုရိသခေါင်းဆိုတာဘယ်လိုပုဂ္ဂိုလ်လဲဆိုတော့သစ္စာတရားဟောတတ်တဲ့ပုဂ္ဂိုလ်ဘယ်လိုပုဂ္ဂိုလ်လဲအဲ့ဒီသစ္စာတရားဟောတတ်တော့သူဟောတဲ့သစ္စာကိုကိုကသူဟောတဲ့အတိုင်းသူပြောတဲ့အတိုင်းသူ့လိုသိရင်သစ္စာဉာဏ်ရပြီသစ္စာသိတဲ့လူကတမန်ပြန်ပြောပြလို့သူသိသလိုကိုသိပြီဆိုရင်ဘာဖြစ်လဲသစ္စာဉာဏ်ရပြီအဲ့ဒီအမှန်ဆိုတဲ့ဒီသစ္စာကိုကိုယ်တိုင်ဆန်းစစ်နိုင်ရင်ကိုယ်တိုင်ဝေဖန်ပိုင်းခြားနိုင်ရင်အဲ့ဒါကိုယ်ပိုင်ဉာဏ်ဖြစ်ပြီကိစ္စဉာဏ်ကိုယ်တိုင်ဆန်းစစ်လို့ဒီသစ္စာကိုနောက်တစ်ဖန်ပြန်ပြီးတော့ဆန်းစစ်စရာမလိုတော့ဘူးဒါဟာတကယ်အမှန်တရားပဲလို့ဆုံးဖြတ်ချက်ချနိုင်ပြီဆိုလို့ရှိရင်ကတ္တဉာဏ်ရပြီအဲ့ဒါတပ္ပုရိသကောင်းနဲ့တွေ့ချင်းမတွေ့ချင်းပေါ်မှာပဲမူတည်တာမဟုတ်လားဒါကြောင့်မို့လို့ယနေ့ဒါအခြေခံဒီလောက်ဆိုရင်နားလည်ပြီဒါဖြင့်ကောင်းပြီသစ္စာလေးပါးဘယ်မှာဖြစ်တာလဲအာယုံမှာဖြစ်အဲ့ဒါမိုးဆရာတို့ကြီးကဒီတရားထဲမှာဘာပြောလဲဆိုတော့တရားရဲ့ဂုဏ်တော်6ပါးနဲ့အညီငါဟောမယ်တဲ့ဟုတ်ပြီလားသူနိဗ္ဗာန်ကိုဟောမယ်ဆိုတော့တွက်ခါတော့ဘဂဝတ္တာဓမ္မောဘဂဝတ္တာမြတ်စွာဘုရားသည်ဓမ္မောတရားကိုတွက်ခါတော့ကောင်းစွာဟောတော်မူအပ်ပါပြီသူရဲ့အဓိပ္ပာယ်ကငါတို့ကွာတဲ့တရားကိုအကုန်လုံးကောင်းတာကြီးပဲဟောတာတဲ့ဟုတ်ပြီလားကောင်းတာကြီးပဲဟောတဲ့အခါကျတော့အပေရောက်စေတတ်တဲ့တရားကိုလည်းငါအပေရောက်တယ်
ဒီတရားကဗာလဲအပေကိုသွားတယ်အပေကိုပို့ဆောင်တယ်ငါဒီတိုင်းပဲပြောတာပါပဲအလေလက်ဖြစ်တဲ့သူဂတိကိုသွားတဲ့တရားကြတော့လေလူပြည်နတ်ပြည်အဲ့ဒါကြတော့လေပဲသူဂတိကိုသွားတယ်လို့ပဲငါပြောတာပါပဲနိဗ္ဗာန်သွားတဲ့တရားကိုကြတော့လေပဲနိဗ္ဗာန်ကိုရောက်တယ်ဒီတရားကိုကျင့်လို့ရှိရင်တော့နိဗ္ဗာန်ကိုရောက်တယ်လို့ငါဟောတာပါပဲတဲ့ကောင်းစွာတရားကုံတော်6ပါးနဲ့အညီမြတ်စွာဘုရားရဲ့တရားမှန်သမျှဟာတရားကုံတော်ဘယ်နှပါးရှိလဲ6ပါးရှိတယ်အဲ့ဒီ6ပါးနဲ့အညီဟောတာအဲ့ဒီ6ပါးနဲ့အညီဟောတဲ့အခါကျတော့မန္ဒိဋ္ဌိကိုအေဟိပတ္တိကိုမန္ဒိဋ္ဌိကိုတာမန်ပတ္တိတဘောတာမန်ကိုယ်တိုင်ပတ္တိတဘောမြင်အောင်ကြည့်ရမယ်ကိုယ်တိုင်ဘာလို့ရမလဲမြင်အောင်ကြည့်ရမယ်အဲ့တော့မြင်အောင်ကြည့်ရမယ်ဆိုတော့တရားဘယ်မှာပြလဲလို့မေးရင်အေဟိပတ္တိကိုအေးလာလေပတ္တရှုပါလို့တရားကအမြဲတမ်းပြနေတယ်အေးလာလေပတ္တရှုပါတရားကုံတော်ထဲမှာအခုတရားထိုင်တဲ့အခါကျတော့ဟိုနေရာကရွဒီနေရာကမောရတာရန်တာလေးတွေမပေါ်ဘူးလားအေးလာလေပတ္တရှုပါလို့ဘလူကခေါ်နေတာလေတရားခေါ်နေတာအဲ့ဒါအရှုခံပေါ်နေတာမဟုတ်ဘူးလားအေဟိပတ္တိကိုဂုံတော်အေဟိလာလေပတ္တရှုပါဆိုတော့တို့ကရှုမိလားအဲ့ဒီပေါ်နေတဲ့တရားကိုရှုမိနေတာလားကုတ်ချင်နေတာလားဟဲ့တရားဟိုကခေါ်ပြီလေအေးလာလေပတ္တရှုပါဆိုတော့အဲ့တော့တခါတလေကြတော့ထိုင်းနေတဲ့အခါမှာကုတ်တော့ကုတ်ချင်တယ်လက်ကမမီဘူးမဖြစ်ဘူးလားခက်လိုက်တာနော်ကိုယ့်ဘာကိုတယောက်တည်းဆိုလို့ရှိရင်တော့ဘလို့ကိုယ့်ဟာအခုဟာတော့တရားအများကြီးနဲ့ပဲဆိုရုပ်ပြက်ဆင်းပြက်တွေတော့ဖြစ်တော့မှာပဲဆိုတော့တရားခေါ်တယ်ကိုကဉာဏ်နဲ့မသွားဘူးဘာနဲ့သွားလဲကိလေသာနဲ့သွားတာကုတ်လို့မရတော့ကုတ်နိုင်တဲ့နေရာမဟုတ်တဲ့အခါကျတော့မပြီးတဲ့အခါကျတော့စိတ်ထဲအဆင်ပြေရဲ့လားကဲစိတ်ထဲအဆင်မပြေဘူးဆိုတာဘာစိတ်ပေါ်လာတာဒါဖြင့်တရားခေါ်တဲ့စီကိုကိုကဉာဏ်နဲ့သွားတာလားဒေါသနဲ့သွားတာလားဟိုကဘာလဲတန်တိတိကောတာမန်ပတ္တိတဘောတာမန်ကိုယ်တိုင်ပတ္တိတဘောသွားပြအောင်သွားအဲ့နေရာကိုကြည့်ဘာနဲ့ကြည့်ရမှာလဲဉာဏ်နဲ့ကြည့်ရမှာကိုကဉာဏ်နဲ့မကြည့်ပဲနဲ့အခုဘာနဲ့ကြည့်လဲဒေါသနဲ့ကြည့်ဒေါသကဘာလဲကိလေသာမဟုတ်ဘူးလားကိုကပေါ်နေတာကရားတာကခန္ဓာမဟုတ်ဘူးလားအဲ့ဒီခန္ဓာကိုကိလေသာဖုံးထားတာဟောဆရာတော်ကြီးဟောတဲ့တရားထဲမှာခန္ဓာကိုလူကဖုံးတာလေကိလေသာဖုံးတာအဲ့ဒီရားတာလေးကိုဉာဏ်နဲ့ကြည့်လိုက်လို့ရှိရင်ရားတာကဘာမှပေါ်တာလဲရှိတဲ့တရားလားမရှိတဲ့တရားလားအဲ့ဒါဉာဏ်ကပြောတာလေကိုကအပ္ပမဒနဲ့အမြဲတမ်းလုံမထားတဲ့အခါကျတော့မရှိတဲ့တရားဆိုပေမဲ့လို့မနှောကပြောတယ်ဘယ်မရှိရမလဲကြောကုတ်မမိတဲ့နေရာကြီးယာနေသဘောပေါက်လားမနှောက तू အမြဲတမ်းဆန့်ကျင်တယ်သူကအပ္ပမဒနဲ့မှ तू ကမလုံနိုင်တာလေဟုတ်ပြီလားမြတ်စွာဘုရားအပ္ပမဒိနသမ္မာဒိဋ္ဌဆိုတာ1992ကြိမ်မတိုက်တွန်းဘူးလားဘုရားကိုယ်တော်တိုင်တိုက်တွန်းခဲ့တာသူကဉာဏ်တော့ဖြစ်ပြီအခုပြောလိုက်လို့ဉာဏ်တော့ဖြစ်ပြီလှုပ်လားဆိုတော့မလှုပ်ဘူးဆိုတာဆန်းစစ်လားလို့မေးတာကိစ္စဉာဏ်အဲ့ကိစ္စဉာဏ်ဆိုတာအာထုတ်တဲ့ဉာဏ်ဟုတ်ပြီလားဒါဖြင့်အဲ့ဒီရတာကဘယ်မှာပေါ်တာလဲအာယုံမှာပေါ်တဲ့အခါကျတော့မခေါ်ဘူးလားကို
လာလဲရှုလဲအခုငါရနေပြီဟုတ်ပြီလားအဲ့တော့ကိုကညံနဲ့မသွားဘဲနဲ့ဘာနဲ့သွားလဲမမီရင်ဒေါသနဲ့သွားရင်မှီရင်လက်နဲ့သွားတယ်ကံနဲ့သွားမှီရင်ဘာနဲ့သွားလဲလက်နဲ့သွားတယ်ဖြစ်ဘူးလားကဲဘုရားဟောတဲ့တရားတွေမမှန်ဘူးလားသူဟောတဲ့တရားတွေကောင်းမကောင်းဘူးလားတွက်ခါတော့ဓမ္မောတရားကိုတွက်ခါတော့ကောင်းစွာဟောတယ်မြတ်စွာဘုရားကဲအခုပေါ်ပြီးအာယုံမှာရတာကဘယ်မှာပေါ်တာလဲခေါ်ပြီးအေးလာလဲပတ္တရှုဟောအရှုခံပေါ်လာတာမဟုတ်ဘူးလားပေါ်လာတဲ့အခါကျတော့ကိုကဘာလဲဘာနဲ့သွားလဲကိလေသာနဲ့သွားရင်သွားမသွားရင်ဘာနဲ့သွားလဲကံနဲ့သွားဟောနေကင်းကပြောခဲ့တယ်မဟုတ်လားကိလေသာဝတ်နဲ့ကမ္မဝတ်ကဲဝတ်လိုက်ပြီဝတ်လေပြီဝတ္တသရာဆိုတာလုံးတယ်ဝန်းတယ်လဲတယ်ကဲဝတ်သုံးပါပြတ်လားဝတ်သုံးပါကြော့လားပေါ်တာဘာမှပေါ်တာလဲဒါပြင်အာယုံကမခေါ်ဘူးလားအဲ့ဒါကြောင့်မိုးကိုဆရာတော်ကြီးကအဲ့ဒီတော့တဲ့အာယုံမှာယထာ3စီးရှိတယ်ဘယ်နှစီးရှိလဲ3စီးအပယ်သွားတဲ့ယထာနံပါတ်1ကဘာလဲနံပါတ်2ကသူကတိသွားတဲ့ယထာနံပါတ်2ကဘာလဲနံပါတ်3ကနိဗ္ဗာန်သွားတဲ့ယထာဘယ်မှာရှိတာလဲအာယုံမှာဘယ်မှာရှိတာလဲအာယုံမှာအခုရတာလေးတစ်ခုပေါ်တယ်မမီတဲ့အခါကျတော့ဒေါသဆိုတော့ဘယ်ယထာပေါ်ရောက်သွားတယ်ဘယ်ယထာပေါ်ရောက်သွားတယ်အဲ့ယထာဘယ်မှာပေါ်တာလဲစီးတာကဘယ်လိုဖြစ်နေလဲနိဗ္ဗာန်သွားတဲ့ယထာပေါ်ကိုစီးမိလားဟိုတခါတလေကြတော့တရားထိုင်နေရင်းနဲ့မဲထိုင်ရတာလေးအဆင်ပြေတယ်မဲဒါလိုက်ဆိုလို့ရှိရင်တော့မဆိုးဘူးဟုတ်ပြီလားတရားထိုင်ရတာအဆင်ပြေတယ်ဝမ်းမြောက်တယ်ဩအဲ့ဒါဆိုရင်ဘယ်ယထာပေါ်ရောက်လဲတရားထိုင်ရတာလေးကအဆင်ပြေတယ်သဘောကျတယ်ဘယ်မှာပေါ်တာလဲဒါပြင်သဘောကျတယ်အဆင်ပြေတယ်ဆိုတော့ဘာဖြစ်လဲဝမ်းမြောက်နေတာဟုတ်ပြီနော်ဝမ်းမြောက်နေတာဖြစ်ပျက်ကိုမြင်သလားဒါပြင်ဖြစ်ပျက်မမြင်ဘဲနဲ့ဝမ်းမြောက်နေတယ်ဆိုတော့ဝိပဿနာကုသိုလ်တောင်ဖြစ်ကြလားမဖြစ်ဘူးဟုတ်ပြီလားတမာတိကုသိုလ်လေးသရတရားနဲ့ရှင်နေပြီးတော့ကုသိုလ်စိတ်ကလေးဖြစ်တဲ့အခါကျတော့ဘယ်ယထာပေါ်ရောက်လဲသူကတိယထာဒီစိတ်ကလေးနဲ့သေသွားလို့ရှိရင်နတ်ပြည်နဲ့ရတော့ရောက်နိုင်တာပေါ့နိဗ္ဗာန်သွားတဲ့ယထာပေါ်ရောက်လားမရောက်ပါဘူးအဲ့ဒါဆရာတော်ကြီးကမင်းတို့ကွာတဲ့ယထာ3စီးရှိတဲ့အထဲကသူကတိသွားတဲ့ယထာနဲ့အပေယထာကတော့မင်းတို့စုံကြီးဆန်ကြီးစီးနေတာပဲဟုတ်ပြီလားတရားထိုင်နေနဲ့ဉာဏ်လည်းပဲမဖြစ်ဟောဒီရကလေးအားလို့ဆိုတဲ့ပြီးတော့လာတရားထိုင်တာထိုင်တဲ့အခါကျတော့ကိုယ်စီမှာနေသလိုအစဉ်ကမပြေဉာဏ်ကလည်းမဖြစ်တော့မှတ်ဆိုမှတ်တာပဲရှုဆိုရှုတာပဲထွက်လေဝင်လေရှုဆိုရှုတာပဲဟုတ်ပြီလားမလုပ်ဘူးလားအဲ့ဒီတိုင်းလုပ်ပြီးတော့တရားထိုင်နေရင်လည်းဘာတွေစိတ်ကူးလာလဲဆိုတော့စိတ်တွေကလည်းဟိုရောက်ဒီရောက်နဲ့ဟုတ်လားအိုးငါအလုပ်ကလေးအားတော့ဘာပဲဖြစ်ဖြစ်ကုသိုလ်လေးပဲရထိုင်ကြတော့ကကြားလာတဲ့အခါကျတော့ဉာဏ်မဖြစ်တဲ့အခါကျတော့ပြင်းမလာဘူးလားပြင်းပါဘူးဘာတွေ့လဲဆိုတော့လည်းဘာမှမတွေ့
စိတ်တရားဟိုးရောက်ဒီရောက်နေဆိုတော့ပထမကတော့ဗာစထိုင်ခါစားတော့ကုသိုလ်လေးရဆိုတော့ဟောဒုက္ခတိယထာပေါ်မှာထိုင်ရင်နဲ့စိတ်ကညစ်လာတော့ကြောင့်ဟိုကကျင်တရားထုံဟိုကရနေဆိုတော့မကျင်တတ်တဲ့စိတ်တရားပေါ်လာတယ်အဲ့ဒီထိုင်နေရင်းနဲ့ပဲဒုက္ခတိနဲ့အပေကိုခောက်တော့ခောက်ပြန်ပြေးနေတာတော့ပေါ့လားဘယ်မှာပြေးနေတာလဲအာယုံမှာဟောတို့ဒီခိုင်ကြီးကြတော့လေအဲ့ဒီအာယုံပဲပေါ်မှာမလားအဲ့ဒီအာယုံကပဲပို့လိုက်မှာမို့လားကဲဒါကြောင့်မို့ဆရာတော်ကြီးကပြောတာအာယုံမှာယထာ၃ဆင်းရှိတယ်ကွာတဲ့မင်းတို့အစည်းများတဲ့ယထာကတော့ဗာလဲအပေယထာနဲ့သုကတိယထာအဲ့ဒါကတော့ခောက်တော့ခောက်ပြန်စီးနေတာနိဗ္ဗာန်သွားတဲ့ယထာဘောတော့တခါမှဗာလဲမစီးမိဘူးအဲ့ဒါကြောင့်ယထာစီးမှန်ဖို့အရေးကြီးတယ်တဲ့ယထာစီးမှန်လို့ရှိရင်နေရာလွဲပါမလားအဲ့ဒါကြောင့်မလို့မင်းတို့မဲ့ခင်ယထာကြတော့မင်းတို့တခါမှမစီးမှုဘူးတဲ့မင်းတို့စီးနေတဲ့ယထာတွေကဘာလီလဲအဲ့တော့မင်းတို့လှူနိုင်တိုင်းပေးနိုင်ကမ်းနိုင်ပါတဲ့ဖရာတေကြောင်းဆောက်တာရှင်ပြုသမီးနာသတတ်နိုင်သမျှကုသိုလ်လုပ်ဒါပြင်မင်းတို့လုပ်နေတဲ့အလုပ်တွေဟာနိဗ္ဗာန်သွားတဲ့ယထာဘောမှာလားဆိုတော့မေဃသစ္စာအလုပ်တစ်ခုမှမပါဘူးသစ္စာသိတဲ့အကြောင်းပါလားမပါတဲ့အခါကျတော့ကိုစီးနေတဲ့ယထာကဘာယထာလဲဒုက္ခတိယထာနဲ့အဲ့ဒါစုံကြီးဆန်းကြီးပဲအခုဘဝနေတဲ့ပြီးတော့ပြောင်းရမယ်ရွှေ့ရမယ်နောက်ဘဝကိုသွားရမယ်ဆိုတော့အပေယထာလဲဖြစ်ရင်ဒုက္ခတိယထာလဲနိဗ္ဗာန်ယထာတော့ဒီသစ္စာသိလို့ရှိရင်ယထာစီလွဲပါဦးမလားလွဲပါဘူးဘယ်လို့မှမလွဲနိုင်တော့ဘူးသဘောပေါက်လားဒီသစ္စာသိရင်ယထာစီလွဲဦးမလားမလွဲတော့ဒါဖြင့်မင်းတို့ဒီလိုလုပ်ပါတဲ့အာယုံမှာဒီယထာ၃စီးရှိတဲ့အထက်မှာယုံနံကလည်းခေါ်တယ်အရှုခံအဖြစ်နဲ့အခုရတာတွေရန်တာတွေမွတာတွေကျင်တာတွေထုံတာတွေဘာမှပေါ်တာလဲအာယုံယုံနံနေဖြစ်မနေဘူးလားယုံနံကလည်းခေါ်တယ်အာယုံမှာနိဗ္ဗာန်ကလည်းခေါ်တယ်အခုနပြောတဲ့တရားကုံတော်နဲ့အညီအေဟိပတ္တိကောအေဟိလာလဲပတ္တရှုပါလို့ယုံနံကလည်းခေါ်တယ်နိဗ္ဗာန်ကလည်းခေါ်တယ်အဲ့ဒီယုံနံနဲ့နိဗ္ဗာန်ကိုအာယုံအာရမဏိကကြိုက်သွားပြီဆိုရင်ယထာစီမလွဲတော့ဘူးလေအာယုံလို့သိလိုက်ရင်ဟုတ်ပြီလားဘယ်လိုသိရမလဲယုံနံကလည်းမခေါ်ဘူးလားနိဗ္ဗာန်ကရောမခေါ်ဘူးလားအဲ့ဒီယုံနံနဲ့နိဗ္ဗာန်ကြီးကဘာမှဖြစ်ရမှာလဲအာယုံမှာဖြစ်တဲ့အခါကျတော့ယုံနံကလည်းခေါ်တယ်နိဗ္ဗာန်ကလည်းခေါ်တယ်အဲ့ဒီယုံနံနဲ့နိဗ္ဗာန်ကိုအာယုံလို့သိခဲ့မယ်ဆိုရင်ယထာစီမလွဲတော့ဘူးတဲ့အခုအာယုံလို့မသိဘူးလားယထာစီလွဲဦးမလားအဲ့ဒါကိုယ့်ကိုယ်ဘယ်ရောက်လို့ရောက်နေမှမသိဘူးဟိုတုန်းကစီးခဲ့တဲ့ယထာပဲအမှတ်ရတယ်ပြီးတော့ဘယ်ယထာအစီများလဲဆိုတော့အပေယထာနဲ့ဒုက္ခတိယထာပဲပြောနေတာမဟုတ်လားအခုသစ္စာတရားတွေနားတဲ့အခါကျတော့ယုံနံကလည်းမခေါ်ဘူးလားနိဗ္ဗာန်ကတော့အရှုခံမဟုတ်တော့ထားလိုက်တော့ဟုတ်ပြီနော်နိဗ္ဗာန်ကလည်းအာယုံမှာပဲတို့နိဗ္ဗာန်ရလို့ရှိရင်လည်းနိဗ္ဗာန်နဲ့မဲ့ညာနဲ့အာယုံပြုနေရမှာပဲဟုတ်ပြီလားအဲ့လိုဆိုတော့ယုံနံနဲ့နိဗ္ဗာန်ကလာပါရှုပါလို့ခေါ်တယ်အဲ့ဒီယုံနံနဲ့နိဗ္ဗာန်ကိုတို့ကအာယုံလို့သိခဲ့မယ်ဆိုလို့ရှိရင်ယထာစီလွဲဦးမလားအာယုံအာရမဏိကကြိုက်မသွားဘူးလားကဲခုနကဲတို့တရားထိုင်တဲ့အခါကျတော့ရတာတွေရန်တာတွေရွနေတာတွေထိုင်ရင်းနဲ့အစင်မပြေပဲနဲ့ထိုင်လို့နေမသိထိုင်မသာလေးတွေဖြစ်တာတွေမဖြစ်ဘူးလား
အဲ့ဒါဘာမှပေါ်မှာလဲအာယုံမှာပေါ်တဲ့အခါကျတော့အဲ့ပေါ်တဲ့တရားတွေကိုကိုကြည့်လိုက်လို့ရှိရင်ရှိတာတွေ့မှာလားမရှိတာတွေ့မှာအဲ့ဒီအာယုံမှာပေါ်နေတဲ့တရားတွေကနိဗ္ဗာန်ကလွဲပြီးဘာတွေပေါ်မလဲယုံနံနဲ့ယုံနဲ့နံပဲပေါ်မှာမလားအဲ့ဒီယုံနံကိုသစ္စာဖွဲ့လို့ရှိရင်ဘာသစ္စာနဲ့ဘာသစ္စာလဲအဲ့ဒီဒုက္ခသစ္စာနဲ့သမုဒိယသစ္စာဆိုတော့အာယုံမှာပေါ်နေတဲ့အခုနအရှုခံတရားတွေကလာပါရှုပါအေးလာလဲပတ်သက်ရှုပါလို့အဲ့ဒီတရားတွေကမခေါ်ဘူးလားခေါ်တဲ့အခါကျတော့အဲ့ဒီတရားတွေကိုကိုကဘယ်လိုသိရမလဲအာယုံရှိတဲ့တရားလားမရှိတဲ့တရားလားမရှိဘူးလို့သိရင်မပြီးဘူးလားဒါဖြင့်ဒီယုံနဲ့နေကိုသစ္စာဖွဲ့လိုက်ရင်ဒုက္ခနဲ့သမုဒိယကလွယ်ပြီးဘာရမလဲဟုတ်ပြီလားဒါဖြင့်ဒီဒုက္ခနဲ့သမုဒိယကဘယ်မှာဖြစ်မှာလဲလာပါရှုပါလို့ဘယ်လူကခေါ်မှာလဲအဲ့ဒီယုံနံဆိုတဲ့အာယုံကပဲမခေါ်ဘူးလားအဲ့ဒီလိုခေါ်လို့အဲ့ဒါကိုအာယုံလို့သိရင်ယထာစီမလွယ်ဘူးဆိုလို့ရှိရင်တဲ့ပစ္စတံဝေရိတဘောဝိညူဟိဝိညူဟိပညာရှိတဲ့ပုဂ္ဂိုလ်ပညာရှိတယ်ဆိုတာဘာပညာလဲမဲ့ပညာဖို့ပညာရှိတဲ့ပုဂ္ဂိုလ်တို့ဒီသာလည်းရင်ပစ္စတံအသီးသီးဝေရိတဘောသိရခံစားအပ်တယ်အဲ့ဒီဉာဏ်ရအောင်အားထုတ်နေတဲ့ပုဂ္ဂိုလ်အဲ့ဒီဉာဏ်ရအောင်ရှုနေတဲ့ပုဂ္ဂိုလ်သူကလွဲပြီးတော့ဒီနိဗ္ဗာန်ရဲ့အကျိုးကိုဘယ်လူများခံစားလို့ရအောင်သမီးအားထုတ်လို့မေရမှာလားပစ္စတံအသီးသီးဟုတ်ပြီလားအသီးသီးဆိုတာဘာပြောတာလဲအဲ့ဒီဉာဏ်ရတဲ့ပုဂ္ဂိုလ်ကတော့ဘယ်နှယောက်ပဲဖြစ်ဖြစ်အဲ့ဒီဉာဏ်ရတဲ့ပုဂ္ဂိုလ်ကတော့အသီးသီးအကုန်လုံးဝိရိတဘောသိရခံစားအပ်မှာပဲဘယ်လိုသိရမလဲအာယုံလို့သိရသဘောပေါက်ရဲ့လားအာယုံလို့သိရဒါကြောင့်မိုးဖို့ဆရာတို့ကြီးကတရားကုံတော်နဲ့အညီမင်းတို့ကဒီနေ့ဟောမယ်လို့သူကပြောတာဟုတ်ပြီလားဒါဖြင့်ယနေ့တရားတော်ဝဲလုံးမှာအခု၄-၅ရက်ဟောခဲ့တယ်ဟောခဲ့တဲ့အခါကျတော့ဒီအာယုံကိုအခြေခံပြီးတော့ဟောခဲ့တော့အခုအာယုံမှာယထာ၃စီးရှိတယ်ဆိုတာနားလည်ပြီလားအဲ့ဒီယထာ၃စီးကအပယ်သွားတဲ့ယထာရဲ့ဒုက္ခတိသွားတဲ့ယထာရဲ့နိဗ္ဗာန်သွားတဲ့ယထာရဲ့အဲ့ဒါကိုမဟုတ်ဆရာတို့ကြီးကဗာလဲအရှုခံနေနဲ့ကွာတဲ့ယုံနံကလည်းလာပါရှုပါလို့ခေါ်တယ်နိဗ္ဗာန်ကရောမခေါ်ဘူးလားအဲ့ဒီယုံနံနဲ့နိဗ္ဗာန်ကိုအာယုံလို့သိခဲ့မယ်ဆိုရင်ဘာလို့သိခဲ့မယ်အဲ့ဒါဆိုရင်ယထာစီလွဲအောင်မလားကဲသေခံဤအခုမြင်ရတာလဲအာယုံအရင်တော့ကမြင်ရတာလဲနောက်မြင်ရမှာလဲသေခံဤမြင်ရမှာလဲကိုကြည့်တဲ့အခါကျတော့ရှိတာတွေ့မှာလားမရှိတာတွေ့မှာအဲ့ဒါခဏမရှိတာပဲဉာဏ်ကသက်ဝင်နိုင်တယ်ယုံကြည်နိုင်တယ်ဆိုလို့ရှိရင်အဲ့ဒါဝိပဿနာဉာဏ်ထာဝရမရှိဘူးအစဉ်ကိုမရှိပါဘူးလို့နားလည်ပြီဆိုလို့ရှိရင်ဘာဉာဏ်လဲမဲ့ဉာဏ်အဲ့ဒါလေးတစ်ခုပဲကြွာတာမဟုတ်လားဒါဖြင့်အာယုံမှာယုံနံနေရဒီယုံနံဆိုတဲ့ဥပါဒနဲ့ခန္ဓာတွေဟာခဏမရှိတာလားထာဝရမရှိတာလားအခုကြည့်လေအရင်တော့ကြည့်လေနောင်ကြည့်ရင်ရောသေကံဤပေါ်လာလို့ကြည့်ရင်ရောအဲ့ဆိုယထာစီလွဲဦးမလားအဲ့ဒါဆိုဘယ်ယထာစီမိနေတာလဲနိဗ္ဗာန်သွားတဲ့နားလည်ပြီလားအဲ့ဒါအင်မတန်အရေးကြီးတဲ့တရားတွေဟုတ်ပြီလားအဲ့ဒါသေကံဤသေကာလပျောက်ကာလရောက်လာလို့ရှိရင်ဒါတွေကမလွဲမဲ့သွေကိုရင်ဆိုင်ရမှာအာယုံမရှိဘဲနဲ့သေတဲ့လူရှိပါမလားရှိပါပါဗျာအဲ့ဒါကိုအာယုံလို့သိလိုက်ပြီဆိုလို့ရှိရင်ဗာလဲနိဗ္ဗာန်သွားတဲ့ယထာဘောရောက်တယ်နိဗ္ဗာန်သွားတဲ့ယထာဘောရောက်တယ်ဆိုတော့ဉာဏ်ကဘယ်ဉာဏ်ဖြစ်မှရောက်မှာလဲမဲ့ဉာဏ်ဖြစ်မှရောက်မှာ
ဘယ်ဉာဏ်ဖြစ်မှရောက်မှာလဲမဲ့ဉာဏ်ဖြစ်မှရောက်မှာဘယ်လူရောက်မှာလဲအားထုတ်တဲ့လူရောက်ဘယ်လူရောက်မှာလဲအားမထုတ်တဲ့လူရောက်ပါမလားမရောက်နိုင်ဘူးတဲ့ပစ္စဒံဝိရိတဘောဝိညူဟိအဲ့ဒီတရားကုံတော်ပါနေအဲ့ဒါကိုအထေကရာများမှာဘာပြောလဲဆိုတော့ပန်းပန်တယ်တဲ့ပန်းပန်တဲ့အခါကျတော့ပန်တဲ့လူရဲ့ခေါင်းပေါ်မှာပဲလှတာမို့လားအခြားလူရဲ့ခေါင်းပေါ်မှာလှလားမလှဘူးတဲ့မေအားထုတ်လို့သမီးရတာမဟုတ်ဘူးတဲ့သမီးအားထုတ်လို့မေရတာမဟုတ်ဘူးတဲ့ဒီမဲ့ကုသိုလ်ဖို့ကုသိုလ်ကိုအမျှဝေလို့မရဘူးရလားအမျှဝေလို့အမျှလုပ်လို့သူများသာဓုခေါ်လို့ရလားအဲ့ဒါကိုဥပမာပေးထားတယ်ခေါင်းမှာပန်နဲ့ပန်းလို့ပဲပန်ထားတဲ့လူပဲလှတာမပန်တဲ့လူလှလားမလှဘူးတဲ့ဟုတ်ပြီလားဟိုမှာမောင်နှမအရင်သားဖအရင်ရသောရိယာနဲ့သုဘဗုဒ္ဓနေရပါလေသားဖဒေဝရနေရမောင်နှမအရင်ရသောရိယာနိဗ္ဗာန်ဝင်သွားတယ်ဒေဝရနဲ့သုဘဗုဒ္ဓဘယ်ရောက်သွားလဲအဝိဇ္ဇိရောက်သွားဘောပေါက်လားအဲ့တော့မောင်ကြီးဆိုပြီးတော့သူအားထုတ်တဲ့ဟာကိုအမျှလုပ်လို့ရလားမရဘူးအမျှဝေးယူလို့မရဘူးတဲ့ဒီဝိပဿနာကုသိုလ်မဲ့ကုသိုလ်ဖို့ကုသိုလ်ဟာအမျှဝေလို့မရဘူးအဲ့ဒါကြောင့်မို့လို့ပစ္စဒံဝေရိတဘောဝိညူဟိပစ္စဒံအသီးသီးဝေရိတဘောဒီမဲ့ပညာဖို့ပညာရှိတဲ့ပုဂ္ဂိုလ်တို့ဒီသာလည်းဝေရိတဘောအတိသိရခံစားရတယ်မဲ့ပညာဖို့ပညာမဲ့ညာဖို့ညာမရတဲ့လူနိဗ္ဗာန်ကိုခံစားလို့ရပါမလားနိဗ္ဗာန်ယထာဘောရောက်ပါမလားငါတော့ရောက်နေတယ်ဘလူပါငါတွဲခေါ်တင်သွားမယ်ရပါမလားမရဘူးတဲ့အဲ့ဒါလေးကိုမှတ်ထားပါအဲ့ဒါကြီးဒီနေ့ညနိဗ္ဗာန်နဲ့ပတ်သက်လို့ဒီအာယုံကိုနားလည်အောင်လို့သေသေးချာချာထပ်ပြောပြတာနိဗ္ဗာန်ကလည်းအာယုံပဲမို့လားယုံနာကရောအာယုံရင်တူဝင်မဲ့လို့ဒီကပါလေအဋ္ဌိဘိက္ခဝေနိဗ္ဗာန်ဘိက္ခဝေခြေသားတို့နိဗ္ဗာန်နိဗ္ဗာန်ဒီအဋ္ဌိအရှိတရားกว่าဒါကြတော့ဗာလေအဖြစ်တရားဘောပေါက်လားအဲ့ဒီအရှိတရားနဲ့အဖြစ်တရားနားလည်ရမယ်နိဗ္ဗာန်ဒီကိုအားထုတ်လိုက်လို့မဲ့ညာဖူညာကြီးရမှနိဗ္ဗာန်ကပေါ်လာတာလားငကိုတွေကရှိတာလားငကိုတွေကရှိတာကိုကဒီညာမရှိလို့မမြင်တာနားလည်ပြီလားအဲ့ဒါနိဗ္ဗာန်ရဲ့အကြောင်းကိုအဲ့ဒီလိုနားမလဲပဲနဲ့နိဗ္ဗာန်ကိုလိုချင်တယ်ဆိုလို့ရှိရင်ယမ်းလိုချင်တာဥစ္စေတာဒိဋ္ဌိတဲ့။ဘာဒိဋ္ဌိလဲ။ဥစ္စေတာဒိဋ္ဌိတဲ့။ဒါပြင်သစ္စာနဲ့ပတ်သက်လို့ယနေ့ဟောလာတာအခုဒီညနဲ့ဆိုလို့ရှိရင်ဘယ်နှညရှိသွားပြီ။၄ညရှိသွားပြီ။နားလဲလား။အဲ့ဒါအင်မတန်မှကြားရခဲ့နားခဲ့တဲ့တရားတွေဟုတ်ပြီလားအခုဒုံတစ်ပါးဝေ့လိုက်တော့ခတိယသီလရှင်တွေရောဥစဉ်တွေရောအရင်အားဝေဘူးလားမဝေဘူးဥစဉ်တွေရောဝေဘူးလားဘယ်မှာဝေဘူးတာလဲဟောဒီမှာပဲအဲ့ဒါဆိုလို့ရှိရင်တော့တော်တော်လေးသိနေရောပေါ့ဟုတ်ပြီလားအဲ့ဒါအခုဒီတရားတွေကိုဆက်တယ်ပြီးတော့နာမယ်ဆိုလို့ရှိရင်ဟိုလွှင့်ထားတဲ့လူစီမှာမေးပေါ့ဟုတ်ပြီလားအဲဆက်တယ်ပြီးတော့နာအဲသူနာရင်နဲ့ရှင်းသွားမှာဟုတ်ပြီလားခက်သလားဆိုတော့လေလွယ်သလားဆိုတော့လေဟုတ်ပြီလားပြောပြတဲ့လူရှိနေလို့ဟုတ်ပြီနော်အဲ့ဒါနဲ့ကျုံနေလို့လွယ်တယ်လို့ထင်ရတာပါနှုတ်ဆိုလို့ရှိရင်တော့ကြားဖို့တောင်လွယ်လားမလွယ်ဘူးနားလည်ဖို့ဆိုတာတော့အဝေးကြီးပါပဲဟုတ်ပြီလားအဲ့ဒါကြောင့်မလို့နိဗ္ဗာန်ဟောလိုက်တာတဏှာကြီးတော့ရှိပြီဟုတ်ပြီနော်ဒါပေမဲ့နိဗ္ဗာန်ရဲ့အကြောင်းကိုနားလည်ပြီလားနိဗ္ဗာန်ကလည်းဘာမှရှိတာလဲအာယုံပါယုံနာကလည်းဘာမှရှိတာလဲအာယုံပါအဖြစ်တရားနဲ့ဒါပဲကွာတာမို့လားအဖြစ်တရားဆိုတော့ဖြစ်ပြီးရင်အဖြစ်တရားအပြည့်တယ်ဟုတ်ပြီနော်
နိဗ္ဗာန်ကအရှိတရားဆိုတော့ပြက်လို့ရလားအဲ့ဒါကြောင့်ဘုရားပွင့်သည်ဖြစ်စေမပွင့်သည်ဖြစ်စေနိဗ္ဗာန်ကရှိပြီးသားဒါကြောင့်မို့လို့အဇာတံအကတံအဘူတံအသင်္ကတံလို့ပြောထားတာနိဗ္ဗာန်ရဲ့ဂုဏ်တွေဟာပရိသတ်နေခြင်းလည်းမရှိဘူးတဲ့အကတအဘူတဖြစ်အောင်လုပ်ထားတဲ့တရားလည်းမဟုတ်ဘူးတဲ့နိဗ္ဗာန်ဟာအသင်္ကတပြုပြင်ထားလို့ဖြစ်ပေါ်နေတဲ့တရားလည်းမဟုတ်ဘူးတဲ့ဒီယုံနာနေကြတော့ကံရဲ့စိတ်ရဲ့ဥရုရဲ့အာဟာရရဲ့မပြုပြင်ရဘူးလားပြုပြင်ရတယ်နိဗ္ဗာန်ကြတော့ကံစိတ်ဥရုအာဟာရဆိုတဲ့အကြောင်းတရားပါသေးလားမပါဘူးအကြောင်းလည်းမဟုတ်ဘူးအကျိုးလည်းမဟုတ်ဘူးတဲ့ဟုတ်ပြီလားဒါဖြင့်ကာလအပြင်ကြည့်တော့လည်းပဲကာလ၃ပါးဘယ်ကာလမှာဖြစ်တယ်လို့ပြောလို့မရဘူးတဲ့ဒါဖြင့်ဘုရားဆရာတော်ကြီးကဘာပြောလဲဆိုတော့အာထုတ်သူအတွက်နိဗ္ဗာန်တဲ့အခုအာထုတ်လို့အခုမြင်တော့အာထုတ်သူအတွက်ကတော့ပစ္စုပန်တဲ့အာထုတ်သူအတွက်ကဘာလဲပစ္စုပန်တဲ့အာမထုတ်သူအတွက်ကတော့အတိတ်အနာကပစ္စုပန်ဘယ်ကာလမှာမှမရှိဘူးတဲ့ဒါဖြင့်ဆရာတော်ကသူစကားလွန်သွားမှာဆိုလို့တကယ်တော့တဲ့နိဗ္ဗာန်ဟာဘယ်ကာလမှာမှမရှိပါဘူးအမှန်တော့ဟုတ်ပြီလားအဲ့တို့ကအတိတ်ကပစ္စုပန်ရဲ့အနာဂတ်ရဲ့ဆိုပြီးတော့ကာလသုံးပါးမရှိဘူးလားရှိတဲ့အခါကျတော့တို့ကကာလသုံးပါးကိုစဉ်းစားတဲ့အခါမှာဘယ်လိုစဉ်းစားရလဲနေ့တွေရက်တွေလတွေနာရီတွေနဲ့စဉ်းစားတာမို့လားတို့ကသင်္ကတနယ်တွေကပဲစဉ်းစားတာအသင်္ကတနယ်ဘက်ကိုတို့ကမစဉ်းစားနိုင်ဘူးလေဆန်းစစ်နိုင်တဲ့ဉာဏ်တို့မှမရှိတာဟုတ်ဖះပြောတဲ့ကာလသုံးပါးကဘယ်ကကင်ပြီးစဉ်းစားတာလဲဆိုတော့ဖြစ်ပျက်ကကင်ပြီးတော့စဉ်းစားတာကဲဘုသူတ္တဖြစ်အဲ့ဒါလေးနားထောင်လိုက်ရောဒါပြင်ဖြစ်ပျက်ဆိုတော့ဖြစ်တာပြစ္ဆုတ်ပံဆိုတော့ပြက်တာကဘာဖြစ်သွားလဲတေးပြက်တာအနာဂတ်တယ်မင်းကကြမ်းကြမ်းဖတ်မှာပြက်ပြီးတော့မှဖြစ်တာမလားဟုတ်ပြီလားဒါပြင်ဖြစ်တာကပြစ္ဆုတ်ပံဆိုတော့တို့ကပြစ္ဆုတ်ပံဖြစ်တာကပြစ္ဆုတ်ပံဆိုတော့ပြက်တာကဒိတ်မဖြစ်သေးတာအနာဂတ်မှတ်ထားနော်ဒီနိဗ္ဗာန်ကိုနားလည်အောင်ပြောနေတာနိဗ္ဗာန်ကိုနားလည်အောင်ပြောတဲ့အခါကျတော့မြန်မြန်ပြောလို့လည်းမရဘူးဟုတ်ပြီလားဒါပြင်အခုဖြစ်ဖြစ်ဆိုပြစ္ဆုတ်ပံတဲ့ရှုရမယ်လို့မပြောဘူးလားပြစ္ဆုတ်ပံတဲ့ရှုကြည့်လိုက်တဲ့အခါကျတော့ဗာလဲဖြစ်ဖြစ်ဆိုတော့ဒါပြင်ဖြစ်တာကပြစ္ဆုတ်ပံပြက်ခဲ့တာကအတိတ်မဖြစ်သေးတာအနာဂတ်ဒါဖြင့်ဖြစ်ပျက်ကနေကြည့်ပြောတယ်ဆိုတော့ဖြစ်ပျက်ကဘယ်မှာထိုက်တာလဲဆိုတော့ခန္ဓာမှာထိုက်နေတာဘယ်မှာထိုက်နေတာလဲခန္ဓာမှာထိုက်နေအဲ့ဒီခန္ဓာမှာထိုက်နေတော့အခုဖြစ်ပျက်ကပေါ်တော့ဘယ်မှာပေါ်မှာလဲအာယုံမှာပေါ်တော့တို့ကဉာဏ်နဲ့ကြည့်လိုက်တဲ့အခါကျတော့ဖြစ်ပျက်ကိုတွေ့မှာလားဖြစ်ပျက်မရှိတာကိုတွေ့မှာလားဖြစ်ပျက်ကိုတွေ့တယ်ဆိုလို့ရှိရင်စိတ်ကနှစ်ခုပြိုင်နေပြီတေချာမှတ်တော့တေချာမှတ်အာယုံလေး